ဆီယာမာလေးဖတ်ဖို့ကျွန်တော်မြတ်တာစာမင်းရဲ့လက်ဖြားလေးနဲ့ကိုယ့်လက်တစ်စုံစုပ်ကိုင်ပါချီကဘာကြီးနှစ်ခုတစ်ခုတည်းဖြစ်သွားရခြင်းရဲ့အစာဟာအဲ့လက်ဖြားကလေးတွေကွယ်နမ်းမှာနှကမ်းမချွန်ချွန်လေးနဲ့ကိုယ်ကိုနမ်းမှာအနမ်းတစ်ခုတော့ကိုကဂုံယူရရလူအနမ်းတစ်ခုတော့ကိုကစစ်ခင်းနိုင်တယ်လူအချီကိုယ်တွေချစ်ခဲ့ကြတာနှွေ၈ခုမိုး၈ခုစောင်း၈ခုနှွေဒီမိုးဒီစောင်းတွေထပ်ပြီးပေါင်းမယ်ခြေလမ်းတွေအတူလမ်းမယ်မနက်ခင်းတွေအတူနိုးထမယ်ကော်ဖီအတူတောက်မယ်ကိုဖြော်တိုက်မယ်ဘသူပိုချစ်ချောင်းပြိုင်ကြမယ်ငင်းခုန်ကြမယ်မောရင်တော့ကောင်းကင်ကိုမောကြည့်ကြမယ်မြင်းစံတွေစားတွေကိုနမ်းရှိုက်မယ်ကိုရင်ခွင်ကိုကောင်းအောင်လုပ်ပြီးမယ်အချစ်ကသာစိတ်ချလက်ချမေးဆက်နိုင်မယ်အေယာဝင်တီးတဲ့ဖို့ကိုဆိုပြတဲ့အခါမင်းကဒီကဘာမှာကန်ကောင်းတဲ့သူတယောက်ပါမင်းရဲ့အသက်ရှူတန်လေးတွေကိုနီးနီးကက်ကနားထောင်ခွင့်ရနေခြင်းဟာကိုယ့်ရဲ့ကန်ကောင်းခြင်းပါချစ်ဖတ်ထားပါထပ်ပြီးပို၍တင်းကြက်နွေထွေချစ်တယ်တန်းစင်တွေကိုကြားရလားရင်ခုန်တန်နေလေပေါင်းဆက်သွားတဲ့ကိုတို့ရဲ့ရင်ခုန်တန်နေပေါ့ပိုချစ်တဲ့အခါတန်းစင်တွေပိုမြည်လာမယ်တတိထားကြည့်ပါအတူရှိရတော့ဘယ်ဟာပိုကောင်းနိုင်တယ်လဲနိဗ္ဗာန်ပဲဒီကပြောဒီမှာနေအဆုံးမသက်ချင်ဒုနီယာအချစ်တွေကိုလေဒီဘွားနေတယ်တော့မသက်ချင်ရှေ့ဆက်မယ်လမ်းအတူရှောက်မယ်ပန်းအတူဆိုင်မယ်အင်္ဂလိပ်ကိုပြုတ်ပြမယ်သားလေးမွေးမယ်သမီးလေးမွေးမယ်စာတွေရေးမယ်မင်းကိုတိတ်ချစ်တဲ့အကြောင်းတွေရေးမယ်မင်းကိုတိတ်လိုအပ်တဲ့အကြောင်းတွေရေးမယ်ဆက်ပြီးရေးနေမယ်ဆက်ပြီးချစ်နေမယ်ပေးတွန့်သွားပါစေသပင်းတွေဖြူသွားပါစေအိုရင်းနာခြင်းဒီလေတို့အချစ်ကိုမကြောနိုင်လာပါအဖိုးကြီးလက်ကိုကင်ထားပါအချစ်ကိုရှိနေရမို့ဘာကူမှမကြောက်လိုက်ပါနဲ့နေဝင်ချိန်ကြီးလာရဆိုတာကိုတို့ချစ်နေကြလို့ပေါ့နေထွက်ချိန်ကြီးလာတာကိုတို့ချစ်နေကြလို့ပေါ့ကျုံးပြောပါအချစ်ကြီးနှကမ်းပါချွန်ချွန်လေးနဲ့ပြုံးပါအပြုံးတစ်ခုအတွက်ကိုဟာဂုံယူရရလူအပြုံးတစ်ခုအတွက်ကိုဟာပျော်ရွှင်ရရလူမောင်ရီမုံဆီယာမာလီဖတ်ဖို့ကျွန်တော်မြတ်တာစာ